မဲ့ရွှေတို့ရောကိုလိုချင်တဲ့အရာတစ်ခုကိုမရနိုင်တဲ့အခါအဲ့ဒီအရာကမကောင်းပါဘူးလို့ကိုညာဘူးလားဒီနေ့မှာတော့အားလုံးသိထားကြတဲ့မြေခွေးနဲ့စပစ်ခိုင်ပုံပြင်လေးထဲကနေကျွန်တော်တို့ဘဝအတွက်သင်ငယ်တဲ့ယူစရာလေးတွေကိုပြောပြပေးသွားမှာပါရှင်းပါပါကွာလို့စားလို့ကောင်းမှာမဟုတ်ပါဘူးလို့ပြောပြီးထွက်သွားတဲ့မြေခွေးရဲ့အကြောင်းမဲ့ရွှေတို့သိလားတကယ်တော့ဒီပုံပြင်လေးကရည်စရာတစ်ခုတည်းမဟုတ်ပါဘူးကျွန်တော်တို့လူတွေရဲ့စိတ်နေစိတ်ထားအကြောင်းကိုပါပြောပြနေတာပါအဲဆိုစလိုက်ရပူပြင်းတဲ့နင်းလေတဲ့တစ်ခုမှာမြေခွေးတစ်ကောင်ဟာအဆဆထွက်လာခဲ့ပါတယ်မကြခင်မှာပဲသူကနေရာတစ်ခုနဲ့ကာယံထားတဲ့ချင်စီရိုးတစ်ခုအနားကိုရောက်လာခဲ့တယ်ချင်စီရိုးမို့ကိုကြည့်လိုက်တော့အကြီးရွှမ်းပြီးမဲ့နေတဲ့စပင်းသီးခန့်ကြီးတွေကိုတွေ့လိုက်ရတယ်စပင်းသီးတွေကအရက်လာပြီးစားချစ်စပယ်ကောင်းနေတာကိုမြင်တော့မြေခွေးဟာရွတ်တရက်ဆောက်လောက်လာခဲ့တယ်အိုးဒီစပင်းသီးတွေကအရက်ကောင်းပါမယ်ငါသားတွေကိုစားမယ်လို့ပြောပြီးမြေခွေးဟာစပင်းသီးခိုက်တွေအောက်ကိုရောက်အောင်ပြီးခုတ်လိုက်တယ်ဒါပေမဲ့စပင်းသီးခိုင်တွေကမြေခွေးမမိနိုင်တဲ့အမြင့်ကြီးမှရှိနေတယ်မြေခွေးကပထမတစ်ချိန်မအောင်မြင်တော့နောက်တစ်ခါထားပြီးအောက်ကိုတုံးကအချင်းချင်းခုတ်တာပေါ့သူဘလောက်ပဲအားနဲ့ခုတ်ဘလောက်ပဲအမြင့်ခုတ်စပင်းသီးတွေနဲ့နှီးဆဲအောင်ပဲရှိပြီးလက်ပြားနဲ့တော့မထိနိုင်ခဲ့ဘူးသူ့ရဲ့အားထားမှုတိုင်းကအချင်းကြီးဖြစ်ရခဲ့တယ်နောက်ဆုံးတော့မြေခွေးဟာဘယ်ပန်းနွမ်းနဲ့လာပြီးအားရိုးစွာနဲ့အဲ့ဒီနေရာကနေလက်ထွက်သွားဖို့စောက်ပြတ်လိုက်တယ်မြေခွေးဟာလက်တွေသွားရင်းနဲ့စပင်းသီးခိုင်ကိုမုတ်တီလိုက်ပြီးတော့သူ့ကိုယ်သူမာနာနဲ့ပြန်ပြောလိုက်တယ်ဒီစပင်းသီးတွေကမဲ့မှမဟုတ်ပါဘူးအခြေတွေဖြစ်မှာပါရှင်နေတဲ့စပင်းသီးတွေကိုစားကြအကြောင်းမရှိပါဘူးဒီလိုပြောပြီးမြေခွေးဟာသူမအောင်မြင်ခဲ့တဲ့အရာတွေကိုခကြီးမဆက်တယောက်ဆောင်ပြီးဒီနေရာကနေလက်တွေသွားခဲ့ပါတယ်ဒီပုံပြင်လေးရဲ့တေကန်းစကားကတော့ကိုလိုချင်တဲ့အရာကိုမရနိုင်တဲ့အခါကိုယ့်ရဲ့အားထုတ်မှုမအောင်မြင်တဲ့အခါမှာအဲ့ဒီအရာဟာတန်ဖိုးမရှိပါဘူးလို့မိမိကိုယ်ကိုရှင်းချပေးတတ်တယ်လူတဘာဝကိုဒီပုံပြင်လေးကဖော်ပြထားပါတယ်ခင်ဗျာ